မင်္ဂလာပါရှင်ဒါကတော့မူညင်းရွက်ရခိုင်ဟင်းလိုဖြစ်ပါရှင်အရန်ကိုစောက်ကောင်းလို့ချက်တဲ့နည်းကိုလည်းပြပေးလိုက်ပါတယ်မူညင်းရွက်တွေကိုအရင်ဆုံးရေစင်းမယ်စကားနဲ့ရေစစ်ထားပြီးတော့ချက်ဖို့ပြင်ဆင်ပါမယ်ရှင်မူညင်းရွက်ကိုအရင်ထည့်လိုက်တယ်ဒါကတော့မကြီးရပါချေမကြီးသီးကိုရေနဲ့ဖြိုပါဖြစ်ပါတယ်ငရုတ်သီးပိုင်းလေးရှိုးထည့်လိုက်တယ်စားနဲ့ဟင်းခတ်မုံကိုလည်းထည့်လိုက်ပါရှင်ဒါကတော့ငပိပါမြင်ငပိကိုရေဖြိုထားတာပါရှင်စီတက်ပြီးသားတစုံထည့်လိုက်တယ်ရေထက်ပါရှင်ရိုးချချင်းလေးပါပဲเนาะကဲဖုံးအုပ်ပြီးမီးဖို့ပေါ်မှာတည်ထားလိုက်ပါမယ်เนาะပုတ်ပွဲဆူပြီးတော့တအောင်လောက်ကြာရင်အပိုအောက်ပြန်လန်ပေးလိုက်မယ်เนาะဒီလိုနေထားလေးမှာအပို့ငံမီးလို့ရပါတယ်ရှင်အနက်လေးမွေးပြီးတော့အရန်ကိုဆောက်လို့ကောင်းပါရဲ့เนาะမကြီးရည်လေးနဲ့ဆိုတော့ထမင်းစားရတာအရန်ကောင်းပါရဲ့เนาะညီးလိုက်ပါမယ်ရှင်အနေလိုပဲเนาะဒီရေခန့်အောင်ပြန်တည်ထားလိုက်ပါမယ်နောက်ဆုံးမှာတော့ဒီလိုလေးခန့်ပြီးတော့စားကျင်စရာလေးကျက်သွားပါပြီเนาะအဆုံးတကြည့်ပြီးတော့လဲကျေးဇူးတင်ပါတယ်ချက်စားကြည့်ပါရှင်